ရွှေလက်ဝဲလို့မင်္ဂလာချိန်တိုင်းပြေဝါရွှေမနက်ကြီးစာတီးလာကြတာဝေလာမနကြီးမှာရွှေဖလားတဲ့ပြေပွေများဝင်ပါလေအေးဟီလာပါအေးတနာအေးဒုက္ခရေဒီတဲ့ရီတမရွှေမျက်နှာပွေပွေပါလေရောက်မဲ့ဝဲပဲလာလို့တနဥစ္စာရနာပြိုးဝေကုန်တဲ့ဤတွေကုန်ပစ္စည်းများရောက်မှပွင့်စီစိတ်တဲ့ဤတွေစိတ်ပစ္စည်းများရောက်မှပွင့်စီဘလာတာရာအာမအဘီတနာဟူသည်ပိုင်ဆိုင်ပါလေကိုတရတာသမီးတွေစေရောကူပါကြမချမ်းသာလေ